Hello မင်္ဂလာပါရှင်ဒီနေ့ကတော့ဆူရှီလေးလုပ်ပြမှာဖြစ်ပါတယ်ဆူရှီရင်ဆောက်လုပ်ဖို့ကြက်ဥလေးတွေကိုခောက်ပြီးတော့ကြော်ပါမယ်အရင်ဦးဆုံးကြက်ဥကိုအရာကတော့ဘာမှမထည့်ဘဲနဲ့ကြော်ပါတယ်ပြီးလို့ရှိရင်တော့မုံလာဥနီလေးတွေကိုပပလေးလီထားပါတယ်ပြီးလို့ရှိရင်ဝါဥချောင်းလေးတွေကိုကြော်ထားပါတယ်ဒါပေမဲ့စီမထည့်ဘဲနဲ့မီလေးနဲ့ပဲအပူပေးပြီးရောကြော်ပါတယ်ပြီးလို့ရှိရင်တော့စပြီးတော့ဆူရှီစားလိုက်ဖို့အတွက်ပြင်ဆင်ပါပြီအရင်ဦးဆုံးရင်းညီလေးတွေကိုခင်းပါတယ်ပြီးလို့ရှိရင်ပြန်ခင်းပြရတဲ့ထမင်းလေးတွေကိုဖိပေးပါတယ်ထမင်းလေးတွေကိုဖိပြီးလို့ရှိရင်ဒီထမင်းကလည်းဆူရှီထမင်းပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တစ်ဖက်ကိုပြန်လန်ပါတယ်လန်ပြီးလို့ရှိရင်ကိုထည့်ခြင်းနဲ့ခနန်းသားလေးတွေထည့်တယ်ခနန်းချောင်းသားထည့်ပြီးလို့ရှိရင်မုံလာဦးနီရဲ့ကြက်ဥချောင်းရဲ့ကိုထည့်ပါတယ်မုံလာဦးနီလည်းထည့်ပြီးသွားလို့ရှိရင်တော့ဝတ်သားချောင်းလေးတွေကိုလည်းထည့်ပါတယ်ပြီးတော့ရှင်စတင်ပြီးတော့လိပ်ပါတယ်ဒါကပထမဆုံးအချိန်ဆူရှီစားလိုက်တဲ့အခါကျလို့ရှင်အခက်ခဲတော့ရှိပါတယ်ဒီလိမ့်တဲ့နေရာမှာတခါလေကျလို့ရှင်ပြတ်သွားတာရှိပါတယ်ပထမဆုံးတစ်ခုလောက်ကတော့ပြတ်သွားပါတယ်ဒါကကျန်တဲ့ဥစ္စာလေးတွေကတော့ရသွားပါတယ်ပေါ့နော်တစ်စင်ပြီးတစ်စင်ပေါ့နော်ခက်ခဲခဲနဲ့ရသွားပါတယ်အဲ့လိုမျိုးလိပ်ပါတယ်နောက်ပြီးဆုံးမှာဝေါရသွားပါပြီအဲ့လိုရသွားတဲ့အချိန်မှာကျမကထမင်းလုံးလေးကိုလှီးတဲ့အချိန်မှာကတ်တယ်ပေါ့နော်ဒါရောမကတ်အောင်လို့ကျမစီလေးတွေကိုလည်းစွပ်ပြီးတော့လုပ်ပါတယ်တချို့ကတော့ဒါလေးကိုရင်းနှီးထည့်ပြီးတော့လုပ်ပါတယ်ကိုအဆင်ပြေတဲ့ပုံစံမျိုးနဲ့လုပ်လို့ရပါတယ်ဆူရှီကအရေးကြီးဆုံးကတစ်လုံးစာပေါ့နော်ပါဇက်တွေကိုထည့်လို့ရတဲ့အနေထားလောက်လှီးတာပို့ပြီးတော့စားတဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်ရှင်ရသွားပါပြီဒါကတော့ homemade ပထမဆုံးလုပ်တဲ့ဆူရှီလေးပဲဖြစ်ပါတယ်ရတာရှိပါတယ်သူ့ကိုတော့ swine sauce နဲ့တူစားပါတယ်ဝေါကျေးဇူးတင်ပါတယ်အားလုံးကြည့်ရှုပေးတဲ့သူတွေကို